မြန်မာနိုင်ငံမှာ45ကျပ်တန်နဲ့60ကျပ်တန်ကိုထူးဆန်းတဲ့ပတ်စံတွေအားကြောင့်ပေါ်လာခဲ့ရတယ်။မင်္ဂလာပါခင်ဗျာ။ Mountain YouTube Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုလေးမှာတော့သမိုင်းဝင်ဗဟုသုတအဖြစ်ယူခေတ်ကနေစလို့ယနေ့ခေတ်2000ကျပ်တန်အထိမြန်မာပြည်ပေါ်မှာခေတ်ဆက်ဆက်သုံးစွဲခဲ့ကြတဲ့ငွေကြေးပုံစံတွေနဲ့သူတို့ရဲ့စိတ်ဝင်စားတဲ့သမိုင်းကြောင်းကိုစုံစုံလင်လင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ယူခေတ်ကလေးကမြန်မာတွေဘယ်လိုပတ်စံတွေသုံးခဲ့ကြလဲ။မြန်မာငွေကြေးသမိုင်းဟာနှစ်ပေါင်းထောင်ချီရှိပါတယ်။ဒီနေ့ခေတ်ကျပ်ငွေမပေါ်ခင်ကမြန်မာပြည်ပေါ်မှာယူခေတ်ကငွေတင်းကပကံခေတ်ကငွေခဲဗြိတိရှခေတ်ကရူပီစစ်အတွင်းဂျပန်စစ်ပြေးငွေစတာတွေအထိဘယ်လိုငွေကြေးမျိုးကိုသုံးစွဲခဲ့ကြလဲ။မိနစ်အနည်းငယ်တွင်မှာခေတ်ဆက်ဆက်ကငွေကြေးပုံစံတွေနဲ့သူတို့ရဲ့စိတ်ဝင်စားတဲ့သမိုင်းကြောင်းကိုတနေရာထဲမှာစုံစုံလင်လင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့အချက်အလက်များနဲ့သမိုင်းမှတ်တိုင်တွေကိုသိချင်ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ဗျာ။မြန်မာနိုင်ငံမှာငွေကြေးသုံးစွဲမှုကနှစ်ပေါင်းထောင်ချီရှိနေပါပြီ။ရှေးခေတ်မြန်မာနိုင်ငံမှာတော့ငွေကြေးဖြစ်တတုတင်းကားများကိုအဓိကအသုံးပြုခဲ့ကြပါတယ်။ပြုခေတ်ပကံခေတ်များကလေးကစလို့ငွေတင်းကားကြေးတင်းကားများအပြင်အလေးချိန်အမျိုးမျိုးရှိခဲ့တဲ့ငွေခဲကြေးခဲများကိုလည်းအသုံးပြုခဲ့ကြပါတယ်။အထူးသဖြင့်ငွေတင်းကားများကကုန်သွယ်မှုမှာအလွန်အရေးပါခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်အချို့ဒေသတွေမှာကုန်ပစ္စည်းချင်းလဲလှယ်တဲ့စနစ်အပြင်တန်မိုးရှိတဲ့လက်ဖက်ရည်ကွက်စားဆန်းစတာတွေကိုလည်းငွေကြေးတစ်ခုမျိုးသုံးစွဲခဲ့ကြပါတယ်။ဗြိတိရှတို့မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့မြန်မာနိုင်ငံမှာရူပီငွေကြေးစနစ်ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကဲ့သို့ပဲရူပီငွေကြေးကိုအသုံးပြုပြီးဒင်္ဂါးပြားများနဲ့စက္ကူပစံများကိုထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။ငွေကြေးတန်ဖိုးခွဲခြားပုံကတော့ရူပီတင်16ပဲဒါမှမဟုတ်64ပိုင်းဆိုပြီးတော့သတ်မှတ်ထားပါတယ်။1885ခုနှစ်နောက်ပိုင်းမှာတော့ဗြိတိရှအိန္ဒိယဗန်များကစက္ကူပစံများကိုစတင်ထုတ်ဝေခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဂျပန်ခေတ်ကိုရောက်လာချိန်မှာတော့ဂျပန်တို့ဟာဂျပန်စစ်ပြေးငွေကြေးများကိုထုတ်ဝေခဲ့ပါတယ်။တန်ဖိုးသတ်မှတ်ချက်များအနေနဲ့10စင့်5စင့်10စင့်ရူပီဝက်1ရူပီနဲ့5ရူပီ100ရူပီစသည်တို့ဖြစ်ပါတယ်။အရေးကြီးတဲ့အချက်ကတော့ဒီစစ်ပြေးငွေကြေးတွေကစစ်ပွဲပြီးဆုံးသွားတဲ့နောက်မှာတန်ဖိုးလုံးဝပျောက်ဆုံးသွားခဲ့ခြင်းပဲဖြစ်ပါတယ်။လွတ်လပ်ရေးခေတ်ဦး1948ခုနှစ်နောက်ပိုင်းမှာတော့မြန်မာနိုင်ငံဟာကိုယ်ပိုင်ငွေကြေးစနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။1952ခုနှစ်မှာမြန်မာဗဟိုဘဏ် CBN ကိုတည်ထောင်ပြီးကိုယ်ပိုင်ငွေစက္ကူများကိုစတင်ထုတ်ဝေခဲ့ပါတယ်။စတင်ထုတ်ဝေခဲ့ချိန်မှာတော့တန်ဖိုးများအနေနဲ့ကျပ်ပြားသာရှိခဲ့ပြီးပြား100ကိုတစ်ချက်အဖြစ်ဒသမစနစ်ကိုစတင်ကျင့်သုံးခဲ့ကြပါတယ်။1952ခုနှစ်နောက်ပိုင်းမှာတော့အဓိကငွေစက္ကူအပြောင်းလဲများကိုပြောပြပေးခြင်းပါတယ်။1952ခုနှစ်မှာတော့တစ်ကျပ်5ကျပ်နဲ့10တန်တို့ကိုစတင်ထုတ်ဝေခဲ့ပါတယ်။1958ခုနှစ်မှာတော့ရခင်ဘင်းကားသားများအစားထိုးအနေနဲ့တစ်ပဲနှစ်ပဲလေးပဲစတာတွေကိုလည်းထုတ်ဝေခဲ့ပါတယ်။1964ခုနှစ်မှာတော့25ကျပ်တန်နဲ့85ကျပ်တန်တို့ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲဆိုရှယ်လစ်ခေတ်စတင်ခဲ့ပြီးငွေစက္ကူများတရားဝင်အသိမ်းခံရခြင်းလည်းဖြစ်ပေါ်ခဲ့ပါသေးတယ်။1985ခုနှစ်မှာတော့25ကျပ်တန်35ကျပ်တန်85ကျပ်တန်တို့ကိုထပ်မံထုတ်ဝေခဲ့ပါတယ်။နိုင်ငံတော်သမ္မတဟောင်းဦးနေဝင်းရဲ့85နှစ်ပြည့်ကိုဂုဏ်ပြုတဲ့အနေနဲ့ထုတ်ဝေခဲ့တာလို့လည်းသိရပါတယ်။1989ခုနှစ်မှာတော့45ကျပ်တန်60ကျပ်တန်တို့ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲငွေစက္ကူများတရားဝင်ပိတ်သိမ်းခံရမှုဖြစ်ပွားခဲ့ရပြီးခြေလုံးကိုယ်လုံးအရေးခင်းကိုပါအစပြုနေခဲ့တာပဲဖြစ်ပါတယ်။1990ခုနှစ်နောက်ပိုင်းငွေကျပ်တန်ဖိုးကျဆင်းလာမှုကြောင့်တန်ဖိုးကြီးစက္ကူများကိုဆက်တိုက်ထုတ်ဝေလာခဲ့ပါတယ်။1ကျပ်တန်5ကျပ်တန်10တန်20တန်50တန်100တန်200တန်500တန်1000ကျပ်တန်များကိုထုတ်ဝေခဲ့တာပဲဖြစ်ပါတယ်။2000ခုနှစ်မှာတော့မြန်မာပထမဆုံး9000ကျပ်တန်ကိုထုတ်ဝေခဲ့ပါတယ်။2012ခုနှစ်မှာတော့ငွေကြေးဖောင်းပွားမှုများကြောင့်1000ကျပ်တန်ကိုထပ်မံထုတ်ဝေသုံးစွဲခဲ့ပါတယ်။2022ခုနှစ်မှာတော့ယနေ့အများဆုံးတန်ဖိုးငွေဖြစ်တဲ့2000ကျပ်တန်ကိုထုတ်ဝေခဲ့ပါတယ်။ဗုဒ္ဓသာသနာနှစ်2500ပြည့်အထိမ်းအမှတ်ဖြစ်ထုတ်ဝေခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယနေ့ခေတ်မှာတော့1ကျပ်5ကျပ်10 20တန်များကအသုံးပြုခြင်းမရှိသလောက်ကိုနေပါကောက်ပါပြီ။50ကျပ်တန်100တန်နဲ့200တန်တို့မှာလည်းငွေကြေးတန်ဖိုးကျဆင်းမှုကြောင့်အနည်းငယ်တာအသုံးပြုကြတော့ပြီး900ကျပ်တန်နဲ့အထက်များကိုသာအဓိကအသုံးပြုနေတာကိုတွေ့ရမှာဖြစ်ပါတယ်။အချုပ်အားဖြင့်ဆိုရမယ်ဆိုရင်မြန်မာငွေကြေးသမိုင်းတစ်လျှောက်မှာကနအူးအကျွေစေးတွေကနေစပြီးနှစ်တစ်တိုင်းတို့လိုတန်မိုးကြီးငွေစက္ကူတွေထုတ်ဝေလာရတဲ့အထိစီးပွားရေးအခြေအနေနဲ့ငွေကြေးဖောင်းပွားမှုတွေကအလိအကျဆုံးအခန်းကဏ္ဍကနေပါဝင်နေတာကိုသိမြင်ရမှာဖြစ်ပါတယ်။ဒီနေ့မှာတော့မြန်မာနိုင်ငံရှေးခေတ်မှာယနေ့ခေတ်အထိခေတ်ဆက်ဆက်ထုတ်ဝေသုံးစွဲခဲ့တဲ့ငွေကြေးတန်ဖိုးများနဲ့သမိုင်းကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားတဲ့သမိုင်းကြောင်းများနဲ့ဗဟုသုတများကိုဆက်လက်သိရှိရနေဆိုရင်တော့ channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာ။